Hello အားလုံးပဲမင်္ဂလာပါ Focus for Readers ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာကတော့တိုးတက်မှုကိုပေါ့နော်ဆက်လက်လှုပ်ဆောင်ခြင်းဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ကျွန်တော်စီမှာကဘလို့ကောင်းမွန်တဲ့ idea ပဲဖြစ်ဖြစ်ပေါ့နော်နောက်ပြီးတော့အကောင်းဆုံး idea လို့ပဲပြောအရာတိုင်းကိုဖြည့်ရှင်းလို့မရသလိုအချိန်ကြရင်လည်းအဲ့ဒီနေလန်းတွေ idea တွေကဒိတ်အောက်သွားမှာပဲဖြစ်တယ်ကိရိယာတစ်ခုကဘလောက်ပဲသုံးဝင်တယ်လို့ပဲပြောတခြားကိရိယာတော့တို့လိုအပ်အောင်မှာပဲဆိုလိုချင်တာကဒါတစ်ချောင်းရှိတယ်ပဲဆိုပါစို့အဲ့ဒါနဲ့အသားလှီးမယ်ဟင်းရွက်တွေဖြတ်မယ်ဒါပေမဲ့တစ်ခုတ်တဲ့နေရာမှာသုံးလို့အဆင်မပြေဘူးအဝတ်စားတွေဖြတ်တဲ့နေရာမှာသုံးလို့အဆင်မပြေဘူးအဲ့နေရာမှာကျွန်တော်တို့ကလွားတို့ကကြီးတို့ကလိုလာပြီဒါဆိုရင်ကျွန်တော်တို့ဒီကျွမ်းကျင်မှုကိုပြန်သွားကြည့်အောင်ပေါ့နော်ကျွန်တော်တို့ရဲ့ career ဒါမှမဟုတ်ဘူးဆိုရင်လည်းဘယ်လုပ်ငန်းကိုမှဖြစ်ဖြစ်ပြီးတော့ဘယ်ပညာရဲ့နယ်ပယ်မဆိုပေါ့နော်အတွေ့အကြုံရှိဆုံးအကျွမ်းကျင်ဆုံးဆိုပြီးတော့မှပညာအကျွမ်းကျင်ဆုံးဆိုပြီးမဲ့ပေါ့နော်ပညာရဲ့အသစ်တွေကိုအမြဲလေ့လာနေဖို့လိုတယ်ကိုကဒီနေရာဒီနယ်ပယ်မှာအကျွမ်းကျင်ဆုံးဆိုပြီးတော့မှကျွန်တော်တို့ဒီ over confidence ပေါ့နော်ယုံကြည်မှုတွေပိုကဲလွန်းနေဆိုရင်ကြာရှုံးတတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ကဘာကြီးကဒီတိုးတက်ပြောင်းလဲမှုကရက်တက်မနေတဲ့အတွက်ပြီးတော့ကျွန်တော်တို့ဒီဘေးနားမှာရှိတဲ့လူတွေကလည်းအများအားစူးစမ်းနေတဲ့လူတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့ခေါင်းထဲမှာကထပ်ပြီးလေ့လာရအောင်မယ်ဆိုတဲ့အတွေးမျိုးကိုအမြဲတမ်းထည့်ထားဖို့လိုတယ်ကျွန်တော်တို့Steve Jobs ကိုကြည့်ရအောင်ပေါ့နော်Steve Jobs ကိုလည်းအားလုံးသိပြီးသားဖြစ်မယ်ထင်တယ်Steve Jobs ကဒီ Apple Company ကိုတည်ထောင်တဲ့သူဖြစ်ပြီးတော့မှနည်းပညာလောကမှာပြောင်းလဲမှုတွေကိုဖန်တီးခဲ့တဲ့ပုဂ္ဂိုလ်တူဖြစ်တယ်။သူကသူ့ရဲ့ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေကိုအမြဲတမ်းထပ်ပြီးတော့ပေါ့နော်တိုးတက်အောင်လှုပ်ဆောင်ခဲ့တဲ့သူဖြစ်တယ်။သူ့ကိုကျွန်တော်ပေါ့နော်အချက်၃ချက်နဲ့ကျွန်တော်ချိကတ်ကြရအောင်။နံပါတ်၁ကကျတော့အသစ်တွေကိုလက်ခံခြင်းပေါ့။ Steve Jobs ကသူ့ရဲ့ဒီအတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေကိုအမြဲတမ်းအခြေခံပြီးတော့မှအသစ်တွေကိုလေ့လာခဲ့တယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒီဇိုင်းနဲ့အနုပညာပေါ့နော်သူကအဲ့နှစ်ခုနဲ့ဤပညာနဲ့အပေါင်းဆက်ပြီးတော့မှ Apple ထုတ်ကုန်တွေကိုဖန်တီးခဲ့တယ်ဒါကသူ့ရဲ့ကျွမ်းကျင်မှုကိုအသစ်တွေနဲ့ပေါင်းဆက်ခြင်းဖြစ်တယ်နံပါတ်2ကကြတော့တိုးတက်မှုကိုရှာဖွေခြင်းပေါ့နော် Steve Jobs ကApple မှာအောင်မြင်မှုတွေရရှိပြီးတဲ့နောက်မှာတော့မှသူကသူ့ရဲ့ထုတ်ကုန်တွေကိုပေါ့နော်အမြဲတမ်းပို့ပြီးတော့ကောင်းမွန်အောင်ပြုလုပ်ခဲ့တယ် iPhone, iPad စတဲ့ထုတ်ကုန်တွေကိုမိတ်ဆက်ပြီးတော့မှနည်းပညာလောကကြီးကိုပေါ့နော်သူကပြောင်းလဲခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်နံပါတ်3ကကြတော့မာနမထားခြင်းပေါ့နော်ဒါကအရေးကြီးပါတယ်Steve Jobs ကသူ့ရဲ့အောင်မြင်မှုတွေကြောင့်မာနတွေမထားဘဲနဲ့အမြဲတမ်းပဲသူ့ရဲ့အမားတွေကိုလက်ခံတယ်သူ့ရဲ့အားနည်းချက်တွေကိုလက်ခံတယ်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်တယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒီ Apple ကိုသူပြန်လာပြီးတဲ့နောက်မှာကုမ္ပဏီကိုပြန်လဲပြုပြင်မွမ်းမံပြီးတော့ပေါ့နော်အောင်မြင်မှုတွေကိုပြန်လဲရရှိခဲ့တယ်အဲ့ဒါကြောင့်ကိုကအရာတိုင်းကိုပေါ့နော်သိပြီးသားဆိုတာမျိုးကိုတော့မလုပ်ပါနဲ့မတည်သေးတဲ့အရာတွေရှိတယ်ဆိုတာကိုလက်ခံပါလေ့လာစရာတွေရှိသေးတယ်ဆိုတာကိုလက်ခံပါဒါကြောင့်ဒီကိုယ့်ရဲ့ပေါ့နော်ကို့မှာကအသိပညာအသက်ပညာတစ်ခုရပြီဆိုရင်အဲ့နေရာမှာပဲရက်တန့်မနေပါနဲ့ကျွမ်းကျင်မှုအဆင့်ကိုရအောင်သွားပါကျွမ်းကျင်မှုအဆင့်ကိုရောက်ပြီဆိုရင်လည်းပဲအဲ့နေရာမှာရက်တန့်မနေပါနဲ့အဲ့နယ်ပယ်မှာဆရာတစုဖြစ်အောင်လုပ်ပါဆရာတစုဖြစ်ပြီဆိုပြီးတော့လည်းရက်တန့်မနေပါနဲ့ Steve Jobs လိုပဲမာနမထားပဲနဲ့ဆက်လက်ပြီးတော့မှပို့ပြီးတော့ကြိုးစားပါနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ပေါ့နော်ကို challenge အမြဲလုပ်ပါစိန်ခေါ်ပါပေါ့နော်ကိုယ့်ရဲ့ဒီနေ့နဲ့ကိုယ့်ရဲ့မနှက်ဖြန်ကို challenge လုပ်ပါကိုယ့်ရဲ့ဒီနေ့ကအကောင်းဆုံးဖြစ်ရမယ်ကိုယ့်ရဲ့မနှက်ဖြန်ကဒီနေ့ထက်ပိုပြီးတော့ကောင်းရမယ်ကျွန်တော်ရဲ့ဒီကဘာကြီးပေါ့နော်အမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့အတွက်ကိုယ့်ရဲ့လေ့လာမှုကလည်းအကန့်အသတ်မရှိပါဘူးဆက်လေ့လာပြီးတော့မှပုံမတိုးတက်တဲ့ဘဝကိုဆက်လက်ပြီးတော့ရှောင်လန်းပါလို့ဒီ podcast လေးကနေ sharing လုပ်ချင်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ podcast လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်